ညံ့ညံ့လူတွေကငုတ်တုတ်ထိုင်ပြီးပြီဆိုရင်သူများအကြောင်းစဉ်းစားတယ်တော်ထက်တဲ့လူတွေကထိုင်လိုက်တာနဲ့သူများအကြောင်းမစဉ်းစားဘူး idea အကြောင်းပဲစဉ်းစားတယ်ကျွန်တော်ဒီအလုပ်ကိုတိတဲ့ကောင်းအောင်ဘယ်လိုလုပ်အောင်မလဲလို့စဉ်းစားကြတယ်ဒီတိုင်းပဲလောကဓာတ်နဲ့ကြုံပြီဆိုလို့ရှိရင်ဆိုင်ရမယ့်အချက်တွေကိုကျွန်တော်စက်ကူလေးတချင်းစက်ကူလေးကိုဝေထားတယ်ရိုက်ကိုစီမှာရှိမယ်ထင်တယ်ကျွန်တော်အမြင်ပြောရရင်ကျွန်တော်တို့ရဲ့ရင့်ကျက်မှုပေါ်မူတည်တယ်ဗျကျွန်တော်တို့လည်းတပနာတစ်ခုဖြစ်ရင်အပြစ်ဘက်ကိုတွေးတာကျွန်တော်တို့အတွေ့အကြုံနည်းတော့ကဒါကြောင့်မလို့အသက်အရွယ်အတွေ့အကြုံနဲ့ဆိုင်နေကိုဖတ်တဲ့စာနဲ့ဆိုင်နေကိုပေါင်းတဲ့အပေါင်းအသင်းနဲ့ဆိုင်နေငယ်တော့ကတော့အသက်ရှည်ခြင်းအသက်တူခြင်းကိုသိနာမယ်လို့ကျွန်တော်အခုအသက်ရှည်ခြင်းတယ်ဘာကြောင့်လဲဆိုတော့အသက်ရှည်တော့အသိဉာဏ်များကြီးကျွန်တော်ရလိုက်တဲ့အတွက်အဲ့ဒီအသိဉာဏ်ရတာလူ့ဘဝပဲရနိုင်တာလေဟိုတော့အပြစ်မြင်တတ်တယ်အပြစ်မြင်တဲ့သူနဲ့တွေ့ရင်သူ့ကိုကအပြစ်မတင်မိပါစေနဲ့ရေးတဲ့သူကိုယ်တိုင်ကဒီလိုပေါ့သင်္ကန်းစာမယူတတ်တဲ့သူတွေကိုအပြစ်တင်နေတဲ့သဘောလေးဖြစ်နေတယ်ကျွန်တော်တို့ကအဲ့လိုလူတွေများတယ်ဒါကြောင့်ကျွန်တော်တို့ကတခုဖြစ်ရင်တချို့ကိစ္စကဘာမှမပြောဘဲနေတာလေဆုံးမတာနဲ့အတူတူပဲတိတ်ပြောလို့မရရင်မပြောပါနဲ့